မြန်မာပြည်မြောက်ပိုင်းရှမ်းမြို့နယ်စုရေးရအဖွဲ့ SEA က KNO/KIA နဲ့ KPDF အဖွဲ့များ၏စစ်ရေးလှုပ်ရှားမှုများနဲ့လမ်းပန်းဆက်သွယ်ရေးပိတ်ပင်မှုများအပေါ်ကန့်ကွက်ရှုံချကြောင်းသဘောထားထုတ်ပြန်ချက်တရက်ကိုဇွန်လ14ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ချက်အရ KNO/KIA နဲ့ KPDF အဖွဲ့များသည်စကိုင်းတိုင်းဒေသကြီးအတွင်းရှိကကြီး၃လုံးနယ်မြေဖြစ်သည့်ကတောင်ကော်လင်းကမ်ဘလူနှင့်ထီချိုင်အင်းတော်ဗမောက်မြို့နယ်များအပြင်မြန်မာပြည်မြောက်ပိုင်းဒေသရှိတာမခန်ဟောင်ပါတာလောကြီးစင်ပုံရွှေညောင်ပင်နန့်ရောင်ဗမော်မိုးမောက်နှင့်မန်စီမြို့များတွင်မြို့သိမ်းတိုက်ပွဲများဖော်ဆောင်ခဲ့ကြောင်းဖော်ပြထားပါသည်အဆိုပါတိုက်ပွဲများကြောင့်ဒေသခံပြည်သူများရဲ့အသက်အိုးအိမ်စီးစိမ်များထိခိုက်ပျက်စီးခဲ့ရပြီးအိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့အခြေအနေများကြုံတွေ့ခဲ့ရကြောင်း SEA ကဆိုထားပါတယ်။ဒါအပြင်တိုက်ပွဲများအတွင်းဘေးလွတ်ရာတို့တိမ်းရှောင်သွားတဲ့လူငယ်ချို့ကို KNO/KIA နဲ့ KPDF အဖွဲ့များကဖမ်းဆီးခေါ်ဆောင်၍ရှေ့တန်းစစ်မြေပြင်များတွင်အသုံးချခဲ့သဖြင့်လူငယ်များ၏အနာဂတ်ဘဝများထိခိုက်ဆုံးရှုံးရကြောင်းလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အလားတူရှမ်းနီဒေသများဖြစ်တဲ့ဟိုပင်နဲ့အင်းတော်ကြီးဒေသအရှေ့ဘက်ကအနောက်ဘက်ကလမ်းပိုင်းများအပြင်နတ်မွန်တောင်ထိပ်မှစတင်သည့်လမ်းကြောင်းများနဲ့ငါအိုးရွှေကူလမ်းမကြီးတို့အားသွာလာလှုပ်ရှားမှုများပိတ်ပင်ထားကြောင်းသွာလာမှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်များကြောင့်တာဝန်ယူမည်မဟုတ်ကြောင်း KNO/KIA ဘက်ကထုတ်ပြန်ထားသည်ဟုဆိုပါတယ်လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့တာတွေတိုက်ပွဲဖော်ဆောင်တာတွေကြောင့်ကျွန်တော်တို့ဒေသခံတွေရဲ့နှိစင်ဘွားဟာအခက်အခဲများစွာကြုံတွေ့နေရပါတယ်။အသက်အိုးအိမ်စီးစိမ်နဲ့လွတ်လပ်စွာသွားလာခွင့်တွေထိခိုက်ဆုံးရှုံးနေပါတယ်။ကျွန်တော်တို့ကဒေသတွင်တည်ငြိမ်အေးချမ်းရေးကိုပဲလိုလားပါတယ်။ပြည်သူတွေရဲ့အကျိုးစီးပွားကိုထိခိုက်စေတဲ့ဘယ်လုပ်ရက်မျိုးကိုမဆိုကျွန်တော်တို့ကန့်ကွက်သွားမှာဖြစ်ပါတယ်လို့ SEA မှတာဝန်ရှိသူတို့ကပြောကြားခဲ့ပါတယ်။အဆိုပါလှုပ်ဆောင်ချက်များဟာဒေသခံပြည်သူများ၏လူမှုစီးပွားဘဝနှင့်အိုးအိမ်စည်းစိမ်များကိုထိခိုက်ပျက်စီးစေရန်ရည်ရွယ်တဲ့လုပ်ရက်များဖြစ်ကြောင်း SEA ကဝေဖန်ထားပြီး KNO/KIA နှင့် KPDF အဖွဲ့များရဲ့လှုပ်ဆောင်ချက်များကိုပြင်းထန်စွာကန့်ကွက်ရှုံချကြောင်းဖော်ပြထားပါတယ်။ဒါအပြင်လူမျိုးရေးပဋိပက္ခများပေါ်ပေါက်လာပါကရင်းအဖွဲ့များတွင်တာဝန်ရှိကြောင်းမြန်မာပြည်မြောက်ပိုင်းရှမ်းမြို့နယ်စုရေးရအဖွဲ့ SEA က၎င်းရဲ့သဘောထားထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။